အားလုံးပဲမင်္ဂလာပါ United Fan Area မှာညီကိုအားလုံးကိုပြန်လဲကြိုဆိုပါရစေကျွန်တော်ဒီနေ့ sharing လုပ်သွားပေးမယ့်အကြောင်းလေးကတော့ခင်ဗျားတို့အတွက်လုံးဝကျေနပ်စရာဖြစ်စေမယ့်သတင်းလေးတစ်ပုဒ်တို့လည်းကျွန်တော်မြင်မိပါတယ်เนาะအဲ့သတင်းလေးကဘာလဲဆိုတော့ Manchester United ရဲ့အသင်းကောင်းဆောင်ဖြစ်တဲ့ Portuguese ကစားသမား Bruno Fernandes ဟာဆိုရင်ဖြင့်ဆော်ဒီဘက်ကလာတဲ့သူ့အတွက်လုံးဝမမောစရာရှိလောက်တဲ့ကမ်းလှမ်းမှုမျိုးတွေအပေါ်စုကြီးတွေအားလုံးကိုပယ်ချပြီးတော့နောက်နှစ်မှာလဲ Manchester United အသင်းမှာပဲဆက်လက်ရှိသွားမယ်လို့လည်းသိရပါတယ်ဒီသတင်းကတော့ကျွန်တော်တို့ညီကိုတွေအတွက်ကျွန်တော်တို့ Manchester United fan တွေအတွက်လုံးဝကိုပျော်ရွှင်စရာသတင်းပဲဖြစ်ပါတယ်ညီကိုတို့ရောဘယ်လိုမြင်လဲBruno Fernandes အသင်းမှာပဲဆက်ရှိတာကိုပျော်ရွှင်ကြလားဒါမှမဟုတ်သူ့ကိုအသင်းပြောင်းစေချင်ကြလားပေါ့နော်အဲ့ဒါလေးကိုကျွန်တော်ဝင်ရောက်ဆွေးနွေးပေးကြပါဦးဒီဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင်ကျွန်တော်ကို like and share ပြုလုပ်ပြီးတော့ကျွန်တော်ရဲ့ YouTube channel Facebook page TikTok မှာ like and share subscribe ပြုလုပ်ပေးကြပါဦးညီကိုအားလုံးကိုကျေးဇူးတင်ပါတယ်